ခမားတို့သားဖနှစ်ယောက်ကြောင့်အေဂျင့်ဆိုတဲ့ဘွားကမအေဂျင့်တော့အဲ့တော့ဖြစ်ချင်တာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာကျုပ်ကကန်းကုန်အောင်မိုက်တော့မှာဟယ်လိုကျွန်တော်ရိုနယ်ဒိုပါကျွန်တော်တို့ဘောလုံးကဲနေရင်ဘောလုံးပေါက်သွားလို့ဒီလိုမျိုးမျက်နှာပြောင်းနီးဘလို့လောရမလဲမေးထားတဲ့သူတွေကိုဂရီပေးတဲ့အနေနဲ့ကျွန်တော်လုပ်ပြပါမယ်မလုပ်ပြခင်မှာတခုပြောချင်တာကျွန်တော်ဒီဗီဒီယိုကကျွန်တော်လိုဟာတာလေးတွေအတူလေးတွေလုပ်ပြီးလုပ်ချင်တဲ့သူတွေအတွက်ရည်ညွှန်းပြီးပြောပြတာပါတခြားမဟုတ်တာလုံးမဲ့သူတွေဆိုရင်မကြည့်ပါနဲ့လုံးလို့လည်းမရပါဘူးပြီးလုံးလို့ရတဲ့ထင်းနေမှာဆိုလို့မဟုတ်တာလုံးလို့မရပါဘူးလိန်လို့ညာလို့လည်းမရပါဘူးအတန်ကပြောင်းလို့မရပါဘူးနောက်တစ်ခုကမိန်းကလေးတွေကိုထိခိုက်စေမယ့်အရာတွေလည်းလုံးလို့မရပါဘူး AI တွေက18 plus တွေဆိုလက်မခံပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ခန္ဓာကိုယ်တုံးလုံးကြီးနဲ့ကျွန်တော်စမ်းပြီးပါပြီဒီလိုဒီဗီဒီယိုလေးတင်ရင်လို့အဲ့ဒါကြောင့်မလို့ကျွန်တော်လိပ်ပြတန်းတန်းနဲ့ပြောပြတာပါဟာတာလေးတွေလောက်ချင်တဲ့သူတွေအတွက်ရည်ညွှန်းပါတယ်ကြည့်ပေးကြပါပထမဆုံးအနေနဲ့ဒီ application နှစ်ခုလိုအပ်ပါတယ်အဲ Clean AI ဆိုတဲ့ထဲကိုဝင်ပြီးအကောင့်ဖွင့်ရပါမယ်အကောင့်ဖွင့်ရလွယ်ပါတယ် login with Google ရဲ့ကိုနှိပ်လိုက်ရင်အကောင့်ပေါ်လာပါလိမ့်မယ်ခင်ဗျားတို့ရဲ့ Gmail တစ်ခုခုနဲ့ဝင်ပြီးအကောင့်နှိပ်လိုက်ရုံပါပဲဒါကတော့ AI နေဒီလိုကြီးပဲဆိုတော့အကုန်လုံးသိပြီးသားဖြစ်မှာပါလွယ်ပါတယ်တော်တော်အကောင့်တစ်ခုကိုသူကတစ်လကို credit 66ခုလားမသိဘူးပေးပါတယ်ဟုတ်ပါတယ်66ခုပေးပါတယ်အဲ့ဒီ66ခုက4စက္ကန့်သာလောက်ဗီဒီယိုပေးပါတယ်ကျွန်တော်ဆိုဗီဒီယိုခဏခဏလောက်တော့ Gmail တွေအများကြီးခဏခဏဖွင့်ထားပါတယ်အဲဒါကြောင့်ခဏခဏလုပ်လို့ရပါတယ်အကောင့်ဖွင့်ပြီးဆိုတော့ Gemini နဲ့ဝင်ပြီးတော့ခုပြည်တီးပုံလုံးမှာဆိုပြည်တီးပုံပို့ပြီးဒီလိုလေးရိုက်ထည့်ပေးလို့ရပါတယ်အဲ့ဒါပြီးရင်တော့ခင်ဗျားတို့ရိုက်မယ်ဗီဒီယိုရဲ့ထဲကပုံတစ်ပုံကို screenshot ရိုက်ပြီးတော့ဒီမှာဒီလိုလေးရိုက်ထည့်ပေးပါအဲ့ဒါဆို Google Gemini ကမျက်နှာကိုပြည်တီးပုံပြောင်းပေးပါလိမ့်မယ်ပြည်တီးပုံရသွားပြီဆိုရင်ပြည်တီးပုံ save လိုက်ပါပြီးရင်ခုနအကောင့်လောက်ထားတဲ့ Clean AI နဲ့ဝင်ပါပြီးရင် motion control ဆိုတာလည်းဝင်ပြီးတော့ဗီဒီယိုဆိုတဲ့နေရာမှာဗီဒီယိုခင်ဗျားရိုက်မယ်ဗီဒီယိုထည့်လိုက်ပါပြီးရင်ခဏစောင့်လိုက်ပါဗီဒီယိုလေးရောက်သွားပြီဆိုရင်အပေါ်ကအပေါင်းလေးတွေကိုခုနကလောက်ထားတဲ့ပြည်တီးပုံလေးထည့်လိုက်ပါအဲ့ဒါဆိုရင်ပြီးရင်အောက်က generate နေလိုက်ပါကျွန်တော်ဟာက10စက္ကန့်ဗီဒီယိုကြီးဖြစ်နေတဲ့အတွက် credit က108ခုကုန်ပါပါကျွန်တော် credit တွေဝယ်ထားတာမို့လို့108ခုကျွန်တော်မှရှိပါတယ်အကောင့်ဖွင့်တဲ့သူတွေကတော့108ခုမရပါဘူး66ခုနဲ့ပဲရမှာပါ credit 66ခုဆိုရင်4စက္ကန့်စာလောက်ပဲရမှာပါ credit အများကြီးလိုချင်ရင်ဝယ်လို့ရပါတယ်အဲ့ဒါလည်းဝယ်နည်းလည်းရှိပါတယ်မြန်မာပြည်မှာဆိုရင်တော့ဝယ်လို့ရမရမသိပါဘူးကျွန်တော်ကထိုင်းမှာနေတဲ့အတွက်ထိုင်းမှာဆိုဝယ်လို့ရပါတယ်ဝယ်နည်းကတော့နောက်ရက်မှအသေးစိတ်ပြောပြပါမယ်အခုတော့မပြောတော့ပါဘူးဗီဒီယိုကရှင်းနေပါပြီ10မိနစ်15မိနစ်လောက်စောင့်ပြီးတဲ့နောက်မှာပြည်တီးဗီဒီယိုခင်ဗျားတို့သားဖနှစ်ယောက်ကြောင့်အေဂျင့်ဆိုတဲ့ဘွားကမအေဂျင့်တော့ခင်ဗျားတို့သားဖနှစ်ယောက်ကြောင့်အေဂျင့်ခုဆိုဗီဒီယိုရတော့ပါပြီနမူနာပြပါမယ်ခင်ဗျားတို့သားဖနှစ်ယောက်ကြောင့်အေဂျင့်ဆိုတဲ့ဘွားကမအေဂျင့်တော့အလုံးကျေးဇူးတင်ပါတယ်မရှင်းတာရှိရင်လာမေးကြပါကွန်မန့်မှာ